ပိုတိုဂီကတော့ပြန်လာရည်နော်ပိုတိုဂီလည်းပြန်လာရည်ဗရာသီလည်းပြန်လာရည်လာတာ ဒီတိုက်နေတာဒီမှာကပ္ပဖလားချန်ပီယံဖြစ်မဲ့အတင်းကိုခံမှန်းမှာ တသိမ်းမယ် တသင်းပဲပေါ့အင်္ဂလန်မှာထည့်ကျင်တာအားလုံးပဲမင်္ဂလာပါဘယ် channel ရဲ့ချစ်ဆိုပါရယ်ကျွန်တော်နိုင်ထုံးပါဒီနေ့မှာတော့ဒီနေ့ World Cup မှာရွှေဘောလုံးစုကိုပဲကစားသားရမယ်ထင်တယ် အမ်ဘာပေရမယ်ထင်တယ် Okay Golden Boot ကရော ဟာလန်ရမယ် World Cup Champion ကရောဘယ်အသင်းနဲ့ထိုက်တန်လဲ အာဂျင်နီးနားလို့တော့ထင်တယ် ဘယ်အသင်းလို့ထင်လဲ ကျင်းတစ်လို့ထင်တယ် ဘာလို့လဲ ခက်ခဲရင်းရင်းနဲ့စူးစမ်းပြီးနိုင်နေရလေသူကအခုဟိုနေ့ရဆိုလဲကြီးပါ နိုင်ကူလို့မဟုတ်ဘူးလား ပြောလို့ရပါတယ်ဒိုင်ကူလို့ဆိုပြီးတဲ့နိုင်တာပဲလေပိုတိုဂီကတော့ပြန်လာရည်နော်ပိုတိုဂီလည်းပြန်လာရည်ဗရာသီလည်းပြန်လာရည်လာတာ ဒီတိုက်နေတာ အေး ပလိန်ကိုလေးတိုက်နေတာဘာမှမ ဟိုဗရာသီအကြီးတွေးလို့လေးတိုက်တာကိုရော ဒီဖန်နေအဲ့လိုစိုးတာနော် ဟုတ်တယ်မက်ဆီဖန်နေကျွန်တော်တို့ကအာဂျင်နီးနားဖန်နေ ဒီနေ့မရပါစေနဲ့ အေးသူတောင်းတာရုံမရပါသေးနဲ့တော့ဘလို့ကလည်း ကပ္ပဖလားမှာပေါ့နော် Golden Ball ကိုဘယ်ကစားသမားထိုက်တန်လဲ မက်ဆီပေါ့ ဝေါဘာလို့လဲ မက်ဆီကကောင်းတယ်လေဟုတ်ပဲရှစ်ကိုသွင်းထားတယ်အာဂျင်တီးနားလည်းသူပဲဥဆောင်နေတာဆိုတော့မက်ဆီပဲရပါအောင်မက်ဆီပဲ Golden Boot ကိုရော ကိုရမ်ဘူးလည်းမက်ဆီပဲ Messi fan လဲ မက်ဆီပဲ โอ้ဟာဒီနေ့ချန်ပီယံကိုရော မက်ဆီဖန်ဆိုပေမဲ့ဒီနှစ်တော့ပြည့်သိရမယ်ထင်တယ် ပြင်သစ်က ပိုကောင်းလို့ပေါ့အိုလီစီရောလည်းကောင်းတယ် ဟမ် တမ်ဗီလီလည်းအရန်ကောင်းနေတယ် ဟုတ်ရဲ့ MB လည်းအရန်ကောင်းနေတယ် France ကတော့ဒီနှစ်က millionaire အသင်းလို့ပြောလို့ရတယ်နော် ဟုတ်တယ် တကယ် millionaire ကြီးစု မီလီယံနာရေးစုနေတယ် ဆိုတော့ဒီနေ့က ပြင်သစ်ကချန်ပီယံမက်ဆီကအကောင်းဆုံးကစားသမားဖြစ်မယ် ဒီနေ့ World Cup မှာ Golden Ball ကိုဘယ်သူရမလဲ ရွှေဘလုံးရောကဘာပေမှတ်တယ် ရွှေပနက်စုရော ရွှေဘလုံးလည်းအကောင်မှတ်တယ် ဘာအသင်း fan လဲ အင်္ဂလန်တင်း အင်္ဂလန်အသင်းပါချန်ပီယံရောဘယ်အသင်းနဲ့ထိုက်တန်လဲဒီနှစ်မှာ ဒီနေ့မှတော့ပြင်းသစ်ပဲ ပြင်သစ်ပဲ ပြင်းသစ်ပဲကြိုက်တာ နော်တော်တော်မားနော်တောင်းဖြစ်တယ်ကစားပုံကလည်းအခုကမ္ဘာဖလားမှာမိုင်ဘွိုင်းကနေပြီးတော့ Guess the Champion ဆိုတဲ့အစီအစဉ်လေးတစ်ခုလုပ်နေတယ်မိုင်ဘွိုင်းနဲ့မိတ်ဖက်ပတ်တနာဆိုင်တွေမှာလက်ဖေးတစ်ခွက်တောက်ပြီးတော့ဒီလိုကူပွန်တစ်စောင်ရမှာဒီမှာကမ္ဘာဖလားချန်ပီယံဖြစ်မဲ့အသင်းကိုခံမှန်းမှာ တသိမ်းမယ် တသင်းပဲပေါ့အင်္ဂလန်မှာထည့်ကျင်တာစုလက်ဆောင်အနေနဲ့က9000အစု200တစ်နှစ်စာလက်ဖေးတောက်3ခွင့်အစု20ကဲအဲ့ဒါဆိုရင်ပြင်သစ်တာဖလားရပြီးတော့လက်ဖေးတောက်3ခွင့်ရမယ်ဆိုရင်မန်မျိုးတော်မှာတစ်နှစ်တိလက်ဖေးတောက်ပါ အဲ့လိုပြင်းနေရတာ ဖြေပေါ်လုံးစုကိုဘယ်ကစားသမားရသွားမယ်ထင်လဲ မက်ဆီပါပဲ ဘာလို့လဲ မက်ဆီပဲရမှာ ရွှေဖနက်စုရောဘယ်သူရမှာလဲ ဘာမေး အငယ်အာဂျင်တီးနားမဟုတ် အာဂျင်တီးနားမဟုတ် ဟောအခုနကပြောအာဂျင်တီးနားဆိုမက်ဆီလို့ အဲ့ဒါဘက်များလို့ ဖက်များလို့အခု World Cup မှာရွှေပေါ်လုံးစုကိုဘယ်ကစားသမားရမယ်ထင်လဲ အမပေး ဘာလို့တော့ လောက်ဆောင်ချက်ရောဂိုးရှူတာရောကြိုက်လို့ ရွှေဖနက်စုရောဘယ်ကစားသမားရ နက်စုကကြတော့သူကခုလက်ရှိကရှေ့ပြေးနေတာမက်ဆီနဲ့သူနဲ့ဆိုတော့နှစ်ခုလုံးကလောလောဆယ်ကပြောလို့မရသေးဘူး ကိုအနေနဲ့ရစီချင်တဲ့ကစားသမား ရစေချင်တာလည်းအမပေးပဲ အဲ့ဆိုချန်ပီယံတော့ဘယ်အသင်းဖြစ်စေချင်လဲ ပြင်သစ်ပဲ ဟာအခုနကပြောတယ်ပြင်သစ်ကရောတကယ်ကိုချန်ပီယံနဲ့ထိုက်တန်လာ ထိုက်တယ်ပါတယ်ဟောဆိုအာဂျင်တီးနားကိုတနေ့ကအီဂျစ်နဲ့ပွဲမှာနည်းနည်းရော့တယ်သူတို့အနေထားလေအဲ့လိုမျိုးဆိုတော့ပြင်သစ်ပဲခုလက်ရှိကတော့ညလုံးနဲ့ဆွဲတော့ အခုကမ္ဘာဖလားမှာရွှေဘောလုံးစုကိုဘယ်သူရမယ်ထင်လဲ အမ်ဘာပေပေါ့ မက်ဆီရော I don't like Messi why because so Zoo sure yeah it's my idol same too bro Cristiano is my idol Zoo ရွှေဖနက်စုရော but I can try three Messi Mbappe and Haaland choose one choose one is like Mbappe that be yeah World Cup champion ကရောဘယ်အသင်းနဲ့ထိုက်တန်လဲ friend Friends အခုကမ္ဘာဖလားပွဲမှာပေါ့နော်ရွှေဘောလုံးစုဘယ်ကစားသမားရမယ်ထင်လဲကို မက်ဆီ ဘာလို့လဲ မက်ဆီကကောင်းတယ်လीကန်ထင်းမှုလည်းကောင်းတယ်ဘိုးရှူလည်းကောင်းတယ် ရွှေဖနက်စုရောဘယ်ကစားသမားရမယ်ထင်လဲ အမ်ဘာပေရမှာတယ် အဲ့ဆိုလို့ရှိရင်ဒီနှစ်ချန်ပီယံအသင်းကရောဘယ်အသင်းနဲ့ထိုက်တန်လဲ ပြင်သစ်ပဲဖြစ်တယ်ပြင်သစ်ကအရန်ကောင်းတယ် ဘာလို့လဲ ဟာအရန်ကောင်းတယ်ဒီနေ့ကအမ်ဘာပေကထိန်းချုပ်လို့မရကာကောင်းလို့ တယောက်ချင်းစီကလည်း ယောက်ချင်းစီကလည်းရှင်လို့မရ မီလီယံနာတွေနေတဲ့အသင်း ဟုတ်ပါ အခု World Cup မှာ Golden Ball ကိုဘယ်ကစားသမားနဲ့ထိုက်တန်လဲ မက်ဆီနဲ့ပေါ့မက်ဆီပဲပေါ့ အမ်ဘာပေပေါ့ ဆိုတော့ဘာလို့လဲ bro
ဘာလို့လဲဆိုတော့မက်ဆီကသူကိုယ်တိုင်လည်းဂိုးသွင်းတယ်သူ့တင်ဘောတွေကိုလည်း asset လုပ်တယ်အဲ့လိုကြောင့်လို့မြင်တယ် ဂိုးရန်ဘူးကရောဘယ်ကစားသမားရမလဲ မက်ဆီ တကယ်ကြီးလေ တကယ် ဒီနေ့ချန်ပီယံကရောဘယ်အသင်းနဲ့ထိုက်တန်လဲ ပြင်သစ်ပေါ့ ဘာလို့တော့ ပြင်သစ်ရဲ့ကစားကွက်ကစားပေါက်တွေကလုံးဝကိုရှင်းနိုင်တရားမရှိဘူးအရှိတမ်းမှဆိုလဲ၄ယောက်လုံးကအတွဲညီညီနဲ့တိုင်ပင်ပေါင်းညီညီနဲ့သွားတာဆိုတော့လေတင်းဝါကောင်းတယ် အာဂျင်တီးနားရော အဂျင်နီးနားကောင်းတော့ကောင်းတယ်ဒါပေမဲ့ဒီနေ့ပြင်ဆင်မှုကပြင်သစ်ကိုမမီဘူး โอเคပါကို โอเคပါ မိုင်ဘွိုင်းကနေပြီးတော့အစီအစဉ်လေးတစ်ခုရှိရယ်ကွာအဲ့ဒါဘာလဲဆိုတော့မိုင်ဘွိုင်းနဲ့မိတ်ဖက်ပတ်တနာလောက်ထားတဲ့စိုင်တွေမှာလက်ဖေးတစ်ခွက်တောက်လို့ရှိရင် Guest the Champion ဆိုတဲ့အစီအစဉ်လေးကနေပြီးတော့ကူပွန်တစ်စောင်ရမှာဆိုတော့အဲ့ကူပွန်မှာချန်ပီယံခန့်မှန်းချန်ပီယံဖြစ်သွားတယ်ဆိုလို့ရှိရင်အဲ့ထဲမှာအယောက်200ကို9000စီစုချီးမြှင့်မှာဒါနဲ့လည်းမပြီးသေးဘူးတနစ်စာလက်ဖေးတောက်သုံးခွင့်လူရောက်20လဲထည့်ရအောင် ထဲအောင် ထည့်လိုက်တော့တူရโอเคโอเคဗျာရှေ့ကျေးဇူးပါ